န္ဒီမေတ္တာလေးရှင်ဘုရားအရေးကြီးဆုံးတော့ မှန်ပါ တိသာကတော့လူအမတ်ဆိုတာခေါ်ပါတယ်ဗျာဘုရားတော်ဆူခဲ့ဘူး မှန်ပါ သူလေးဆူထားမရှိဘူးတိသာကအနိုင်ကျင့်တာဘူးဗျာ မှန်ပါမှန်ပါ ကိုလို့ချင်တာကိုရှိတာကိုအစီသားရှိရင်တိသာနဲ့ဖြတ်သားတာဖြတ်ကျော်လာဘူး မှန်ပါ အဲလူလေးလူထားမရှိဘုရားတော်ကကုန်းခံနေမျိုး မှန်ပါမှန်ပါမှန်ပါ လာကျင်လာကုန်းခံနာ မှန်ပါ ဟင် မှန်ပါ ခန္တီနဲ့မေတ္တာအရေးကြီးဆုံးပါဗျာ မှန်ပါမှန်ပါ အဲဒီခန္တီမေတ္တာတောင်းယူတာသီလပါဗျာ မှန်ပါ သီလအကောင်းလေးခန္တီမေတ္တာထည့်ပြီးပဲရှင်ဗျာရဲ့ မှန်ပါ သူ့တောင်းငါသီလနော် မှန်ပါ ဟင်သီလဆိုရင်ရှင်ဗျာသမာဓိပညာပါပြီးသားပေါ့ဗျာ မှန်ပါ အဲ့ဒါလေးနဲ့အချိန်တို့ဘာတို့ကတော့ရှင်ဗျာတို့အာယုရှိပြီးသားတိုင်းဆောင်ရွက်ဗျာ မှန်ပါ တူနဲ့တူမတူကြဘူးလေ မှန်ပါမှန်ပါ ဟင်ဟိုဘာတို့အောင်တာနေမှုတွေတို့ဘာတို့ဒါတွေလည်းလုပ်ထားလို့ရှိတယ်သာသနာတော့ရှင်ဗျာကောင်းတာလုပ်တာပဲချိန်ပြီးပြီဒုက္ခနောကြီးတယ် မှန်ပါဗျာ ချိန်ကောင်းကြီးတယ်ထင်တယ် မှန်ပါ မကောင်းတာရှိသေးလို့လားဗျာ ရှိပါပြီ ဟင်ဦးလူမျိုးကြီးတို့မဟုတ်တာလုပ်တာလားအဲအချိန်ယူရတာဗျာ မှန်ပါဗျာ ဘယ်လိုဘာတို့မဟုတ်တာဒီအိမ်ကိုတင်မှုတာလေ မှန်ပါဗျာ မဟုတ်တာဒီအိမ်မလို့ဟိုကကျတော့အချိန်ကောင်းခါကောင်းယူရတယ် မှန်ပါဗျာ ဟိုကသာသနာအတွက်ဗျ မှန်ပါဗျာ ဟင်အဲအားကြောင့်ဘုရားတို့လည်းအချိန်ယူရေးယူထားမရှိဘူး မှန်ပါ ကောင်းတဲ့အချိန်လုပ်တာပဲ မှန်ပါဗျာ ဟင် မှန်ပါ ဘုရားတပည့်တော်ဥပိ္ပေကြတော့အောင်သာနေမွန်းတိနာတာရဲ့မွန်းတဲ့တို့လို့ဆိုရဲ့ မှန်ပါ ဟုတ်တယ် မှန် ပြီး ပါ တော့သင်ကြိုက်တော်နှုံးကကရင်ဆရာတော်ကြတော့နေဝင်ကနီးနေဝင်သေးဘူးထိတယ် မှန်ပါဗျာ ဒါကတော့သူတို့ပုဂ္ဂိုလ်ကြီးတွေမှရောက်မှာတော့ မှန်ပါ ဖရာတပည့်တော်မရဘူး မှန်ပါမှန်ပါ ဆယ်သုံးသေးရှောင်းมาလို့လာလျှောက်သွားတယ် မှန်ပါ ဒါလေးလေးရှင်ဘုရားပို့သူက မှန်ပါဗျာ သာသနာကိစ္စကိုနေထွက်စေမွန်းတေစေ မှန်ပါ နေဝင်စေ မှန်ပါမှန် ဒါသူတို့အချိန်ကြောင်းလုပ်တဲ့အချိန်ကြီး ပါမှန် ကျူတီကြောင်းကျူတီကြောင်း မှန်ပါ သူတို့ဟိုတစ်ပွဲနဲ့တစ်ပွဲဝင်နေပွဲနဲ့ညပွဲအချိန်ကြောင်းလို့အဆောင်တွေချိန်ကြောင်းလုပ်တဲ့အချိန်ကြီးဗျာ မှန်မှန်ပါ ဟုတ်နော် မှန်ပါ တော့အဲ့ဒီချိန်ကမလုပ်ပါနဲ့လို့ရတော့ရွှေကြောင်းဝန်းတောင်လောကမုန်ဒီတေတို့က7နာရီ7မိနစ်ကိုဗျာ7ရက်နေ့7မိနစ်ကိုဗျာ မှန်ပါ ဘုရားတပည့်တော်လည်းဆုံး7လောက်စားပြီးအဲ့ဒီတော့အဓိဋ္ဌာန်နဲ့လုပ်တာ မှန်ပါဗျာ အားလုံး7မိနစ်ညမယ်ဆိုတော့ မှန်ပါ 12နာရီထာပနာလည်းပြိမဲ့လို့ရောကြောဖြာကြီးကိုပွဲထွက်သွားတယ်ဆို မှန်ပါ ဘယ်လိုသိဘူးရှိတာလုပ်တာဟုတ်ဗျာ မှန်ပါ ကိုကသူတို့မှသူတို့တော့မှအာမရှိပဲဘူး မှန်ပါဗျာ ခူးသားနာရှင်ဘုရားရဲ့ဒီကြောဖြာကြီးဒီလောက်ပွဲထွက်သွားတာထဲထဲမှာရှိတဲ့ဖန်ဖရာတို့ဘာတို့ဘာတစ်ခုမှဘာမှမဖြစ်ဘူးဗျာ မှန်ပါဗျာ ပွဲတရားပေါ်ရှင်ဘုရားရဲ့ မှန်ပါမှန် ဒီကြောဖြာကြီးခွေကြတာ မှန်ပါ ဘာမှမဖြစ်ဘူးရှင်ဘုရားရဲ့ မှန်ပါ နောက်ရဲ့သူတို့လာဆောက်တာပဲစေတုံးလည်းမလုပ်ပါနဲ့ဘုရားနိုင်ရင်လုပ်မနိုင်ရင်မလုပ်နဲ့ မှန်ပါမှန် ရှင်ဘုရားအားရှင်ဘုရားမသိပါ မှန်ပါ ဖရာတို့တော့အာမရှိလို့ရှုံးခဲ့ပြီကျူလုံးတော်တို့ကလေ မှန်ပါမှန် အဲ့တော့ချင်းစလာတာမဟုတ်ဘူးကိုစိတ်နဲ့ကိုကောင်းတာလုပ်တာပဲဆိုတော့ မှန်ပါဗျာ ဟုတ်နော် မှန်ပါ အဲ့ဒါလေးကြတော့ရှင်ဘုရားညာလေးနဲ့ရှင်ဘုရားလည်းအတွေ့အကြုံရှိပြီးသားတွေပဲ မှန်ပါ ဟုတ်နော် မှန်ပါ အထူးကောမရှိဘူးစောက်ဖို့ရှိသေးလား မရှိပါဗျာဗျာ ဥဒုမနာကြီးရမလို့လေးချင်းက24ဆိုလို့24ရောက်တော့ဗျ မှန်ပါဗျာ ဟင် ဦးကျော်ဆုံးပြောတာဗျာတပီတော့ 14နဲ့24ခွာသွားတာ မှန်ပါ ဒီနေ့14မဟုတ်ဘူးလား မှန်ပါ14ပါ အလင်းအောင်တိုင်းလေးဘုရားတော်လူလိုက်ဘုရားဖေး မှန်ပါ ဘုရားလူဟာသုံးတော့နော် မှန်ပါမှန်ပါ ဒါကလီလာပါတယ်ဘုရား မှန်ပါ စိတ်လေးကောင်းလေးပါဘုရားအောင်ဒုက္ခနဲ့အောင်ပြီလို့ပါတယ်ဘုရားအောင်ဒုက္ခနဲ့အောက်ကအောင်ပြီလို့နေရှင်ဘုရား မှန်ပါဗျာ အခုဒီ မှန်ပါ ရှင်ဘုရားလည်းဟောအဲ့ဒါလေးလုံးနေပါဘုရား မှန်ပါ အဲ့ဒါဓမ္မီจิตပါ မှန်ပါ ဘုလိုမမူရဓမ္မီจิตဆိုတာရှိကဓမ္မီနောက်ကမီจิตမို့ပြောတာဗျ မှန်ပါဗျာ ရှိ ဒီ က ကတော့မတွေ့ဘူးသေးဘူးဗျာ နောက်ကမီจิต မှန်ပါ ဒါလေးချင်းဒါလေးကိုသိလိုက်ရင် တ จิต မီးနဲ့ အဲ့ဒါဓမ္မီจิตဗျ မှန်ပါဗျာ ဟာမျိုးဘောကမတွေ့ဘူးတဲ့တို့တော်တော့မှမကုန် မှန်ပါဗျာ ဟင်ဒါတော့ဒီဘုရားလူရသုံးလို့ပါဘုရားလုံတော့ပါဒီမှာနော်အမှတော့ဝေးတာအဘူရတာဘူးဗျ မှန်ပါဗျာ အဲ့ဒါဒီပါဗျာ
ဒါတော့ဘူးလို့လှူတာပါဗျာဘုရားတော့ဘာလို့တကျမ်းစာအုပ်ပါဗျာ မှန်ပါ ထို့ဝေသူကဆဲအုပ်ဖို့လိုက်လို့အဲ့ဒီစာအုပ်ကိုရှင်ဘုရားနာမှာရှိတဲ့ဟိုဘုရားတို့ဒီနာက6ကြောင်းကိုရှင်ဘုရားမစွန်းရကြံတဲ့နေရာလို့ရှင်ဘုရားပဲစွန်းစွန်း မှန်ပါမှန်ပါ 6ကြောင်းတော့ဟိုမှာလှူမှု အော်မှန်ပါ အဲ့ဟိုချမကြီးပါတယ် မှန်ပါဗျာ ဒီအောင်ချမ်းသာတို့တကယ်ချင်းတို့ဒီဘက်က3ကြောင်းပါတယ် မှန်ပါဗျာ အဲ့ဒါဘုရားတော့ဟိုရေးတဲ့ဝီကြီးလေးလေဟိုထို့ဝေသူကဆဲအုပ်ဖို့လိုက်လို့ပါဗျာဟိုလို့လှူတာပါဗျာသာသနာ့ဘုရားတော်ဘုရားကြပါဗျာ ဆရာတော်ဘုရားကြီးကတော့အဲ့ဒီစီရီအောက်မှာလှိုင်းဒီလုပ်ပြီးတော့တရားကျင့်မှုအဲ့လိုကြီးဖြစ်ပါတယ် ကောင်းပါဘူးဟိုအဲ့ဒါကောင်းမှာဘယ်လိုလျှောက်တာကညာတော့အပြင်လောကီပဲဆံလို့လျှောက်တာနော် မှန်ပါ ဒေတီတဲ့မေတီတဲ့ဟိုလိုက်နေတယ် မှန်ပါ ရှင်ဘုရားကိုယူတော့ဘာမှစဉ်းစားနေ မှန်ပါမှန်ပါ ရှင်ဘုရားရဲ့ဘုရားကိုလာကူတိုင်းကလူလည်းရှိတယ်နာလည်းရှိတယ်ကျန်တာတွေလည်းရှိတယ် မှန်ပါ နှံ့ဖူးလိုက်တော့ဘုရားပဲဆိုသူတို့မနှောကိုရှင်ဘုရားတို့တေးလိုက်တာ မှန်ပါဆရာ နော် မှန်ပါ မိုးစင်းလာတော့မရှိမခိုးရင်ရှိမှာဘုရားပဲဆိုတော့ရှိတာ မှန်ပါဆရာ ခရိယန်လာတော့ဗျ ဖျားပါဗျာ ဖះပဲဆိုတာဘသူလာလား ဖျားပါ လူမန်းများဖះပဲဆိုတော့ဖះဘဲလို့သူတို့စီနေတာတစ်ချက်တော့ရင်ရှင်ဖះသူတို့မနှောမှာရှင်ဖះတို့စတေးပေးလိုက်တာဗျ မှန်ပါဆရာ ဟင် မှန်ပါ ဖះပူဇာလုပ်ကြလာတယ်နော် မှန်ပါ အဲ့ဒါအယုံယူတော့ မှန်ပါဆရာ ဟင် မှန် ဖ ပါ ះတော့ဥပိ္ပေပြောသလိုပြောအောင်မယ် မှန်ပါ ဟင်ဖះတေတာကွာငါတို့တေတာမမဟုတ်တာငါတို့ကငါတို့တရားငါတို့အထောက်အမဲကွာ မှန်ပါဆရာ အထောက်တာ မှန်ပါ ဖះတေလို့တိတ်တိမေဒီရမယ်ဆိုရင်ကွာဖះကမင်းတို့ရင်ရသွားမှာပေါ့ကွာဖះတေတာဟုတ်လား မှန်ပါ ဟင်မလိုက်နဲ့တော့ရှင်ဗျ မှန်ပါမလိုက်ပါ အဲ့ဒါကသူ့ဘာသူဖြစ်တာ မှန်ပါ ဟုတ်နော်ကိုကတော့ကိုလူကိုဖရားလာတာဝါတို့တဲ့ကြီးဦးစားလိုက်ရှိပြ မှန်ပါဆရာ သူခုချိန်ဖရားရှင်ဖရားတွေပြောရင်ဖရားကဟိုဟာလာချက်မကြီးကြွနိုင်သေးလို့လား မကြွနိုင်ပါဘူး အဲ့သူ့ကူစားကြ မှန်ပါမှန်ပါ ဟင်သူ့ကူစားကြသူ့ဝင်နေရာတွေမှာရှိသေးတာဟုတ်ကြ မှန်ပါဆရာ ဟင် မှန်ပါ ဟင် မှန်ပါ ဒီဖရားမီ၍ညို့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ကြီးရှိဦးမှာရှိပြ မှန်ပါမှန်ပါဆရာ ဟင် မှန်ပါ ဟင်တို့မိမနဲ့ဟိုတို့မမိုးတို့နဲ့လည်းဗာဖြစ်ကြတာတို့ မျိုးရှိလို့ ဟိုလဲဟိုဘာတို့ဟိုရှင်ဖရားဟိုဘူဘူအောင်တို့ဘာတို့ကလည်းကြော်သွားဝေးမယ် မှန်ပါ တနည်းအားဖြင့်တွေ့လိုက်တယ် မှန်ပါဆရာ ဟိုဝင်းဦးရဲ့ အော် မိုး မွေး ကြ သားသားပါဗျာမွေးသားသားပါဗျာ ဟိုဝင်းတို့ဖီးလေးကြအရုပ်ရှင်လေးနဲ့ဒီမိဘနဲ့ဒီထွေလာလုံးလာပါလားဟင်အဲ့ဒါကျော်တော်ဝင်းတို့ဖီးလေးကြတနည်းစားရဲမှာဖတ်ရလို့ဒီဘယ်နဲ့ကိုရုပ်ရှင်လေးနဲ့မိဘနဲ့လာတွေ့နေဟင်အာယုမမနာခြင်းပြဆောင်ရပါဗျာ မှန်ပါ ခုနပြောလို့ရှိတဲ့ခန္တီမေတ္တာသီလသစ္စာရေးကြီးလို့ပါဗျာ မှန်ပါ အဲ့ဒါတော့ရှင်ပြနာနာကဲ မှန်ပါဆရာ ရှင်ဘုရားတို့ကတော့ရှောရှောရှူရှူရှိမှာပါဘုရားတပည့်တော်ဒါစီအိုးကြလိုက်တဲ့ကေတော့ကလည်းဖူညာနေတဲ့ဒုပွဲတော်ဝေရချင်းကအားထုတ်ခဲ့ရတာဟိုအောက်ကသူတို့ချင်းမတည့်သူတွေရှိနေရင်အထက်မှာကွက်တော်တာပဲရှင် မှန်ပါဆရာ အောက်မှာချမ်းကွဲတော့အထက်မှာချမ်းကွဲ မှန်ပါ ဟိုမှာကတော့မုံအုပ်စုနဲ့ချမ်းအုပ်စုကို ဒီမှာဗျာ ဟင်ကြလာတော့ကတော့မုံအုပ်စုနဲ့ချမ်းအုပ်စုအောက်ကမတည့်တော့အရှင်ဘုရားဘောကလူတွေလည်းမတည့်ဘူး မှန်ပါ ဘုရားတပည့်တော်ကလာပဲ့နဲ့တခါကပြန်ပြီးတိုက်တာ အော် တိုက်ခါမှ မှန်ပါမှန်ပါ ရှင်ဘုရား မှန်ပါ နာပေးသူကတိုက်တာရှင်ဘုရား မှန်ပါဆရာ ဟင် မှန်ပါ သူတို့ကဆန်းဒီကိုယ်တော်ကြီးကဟွာမုံကြီးတယ် မှန်ပါ အဲ့လိုကိုဆိုဆိုဒီကိုတိုက်ခါရတာလက်ခဏ မှန်ပါ ဟင်တိုက်တခါသူဘက်ကတကြီးရောဘာရောဘုရားဘက်ကတယောက်တည်းဘုရားနောက်ကတယောက်တည်းပါတာကောင်းစီတွေ့မှုတယောက်တည်း မှန်ပါမှန်ပါ အဲ့ဒါလည်းလို့ဟွာတာ မှန်ပါ နိဒာနာနာခရတာပဲရှင်ဘုရား မှန်ပါ သောဥပိ္ပေကပြောထားတာဟုတ် မှန် ငါတို့ကတော့ခေါင်းမတို့မကြရုံပဲကွာ ပါ အဲဒီမှာတော့လောကီစကားရှောင်းမယ် မှန်ပါ ဘုရားတော်ဥပိ္ပေကအောင်မင်းကောင်ကြီးမထွက်ပြီးအနှစ်30လောက်အောင်မင်းကောင်ကြီးနဲ့အတူလုပ်ခဲ့တာ မှန်ပါဆရာ ပထမသူကဖူသမား မှန်ပါ ဖူဆွဲတာ မှန်ပါ ဟိုမန္တလေးစီမရဥပုတော်ကုန်းမှာဘုရားတော်ဟိုသူလူဘဝကနေကြတာအဲဒီမှာအောင်မင်းကောင်ကြီးဖူဝါကြွလာပြီးမင်းကွာကိုနှခေါင်းဖားဖို့ဒါမင်းအဲ့လိုလုပ်လိုက်ရင်ပြီးတဲ့အောင်မဖို့ကွာလို့ပြော မှန်ပါ ဒါနဲ့ငါဖားဖို့ကိုပြစ်လိုက်ပြီးတော့နှခေါင်းမရှိတော့တာကွာ မှန်ပါ ဟ
မင်းဝါမဲအဲ့ဒီဖားဖို့ကြီးအားထုတ်တော့တာမင်းနှခေါင်းဖားဖို့ကြီးအားထုတ်လိုက်တော့ဒီရအောင်ကွာ မှန်ပါဒါနဲ့အဲ့ဒီရတယ်နော်လေဟိုလိုဖားဖို့အကုန်ပြလိုက်တော့တာကွာအဲ့ဒီကလှုပ်ထား မှန်ပါဗျာ ဘုရားတော်လူဘဝနဲ့သူနဲ့တွေ့တာဘုရားတော်ကပြောတာမဟုတ်သူကလှမ်းခေါ်သူတို့ချင်းချင်းဆက်ပြီးတော့ဘုရားတော်ကမှယူရတဲ့မှာလှုပ်ချင်တာလှုပ်တာ မှန်ပါဗျာ ။ခိုင်းထားတဲ့ဘုရားမဝင်ဘူး။ဘုရားကလွယ်လို့ဘယ်ခိုင်းမှမကောင်းဘူးဆိုတော့ မှန်ပါ ဘုရားပဲဝင်နေ မှန်ပါ ။ဟင်ဘုရားခိုင်းနေတော့ဘယ်ခိုင်းကောင်းတော့ မရှိပါဘူးဗျာ ။ညာရှင်ဘတော်ခိုင်းညာဝင်မနေဘူးတော့ ဘယ်ကိုင်းမှလည်းဒီလိုမဝင်ရသေးပါဗျာဘုရားကိုင်းမဝင်ပါဘူးဗျာဟုတ်ပါဗျာ မှန်ပါ ဟင် မှန်ပါ အေးပါအဲ့ဒီကသာပြီးသူကဝိပဿနာလုပ်တော့ မှန်ပါ ဝိပဿနာတစ်ဖက်ကလုပ်တာတစ်ဖက်ကလည်းရှင်ဘုရားနောက်ကလက်ငုပ်တွေရှိသေးတာကို မှန်ပါဗျာ ဟိုရှင်ဘုရားလည်းရာခုပါလိမ့်မယ်ဟာတော့ဝတ်ကျွေးနေတင်လို့သေးမယ်မောင်မထင်နဲ့နောင်ဖင်ရင်ထားဆိုဟင် မှန်ပါ ဒါဘူးမှာပါတတိမူမချိသူတတိမူမိဘီတော့ဝိတတုသာဂိတစေငါထုဘိုးရှင်အလိုယုံလာတယ်ထုံးရှိပြီသားရဆို မှန်ပါ သူကကိုလိုသေးဘူးလေကိုနောက်ကကိုဝင်ရရတယ်ကိုနဲ့ဟိုရှင်ဘုရားဒီဘဝရောက်အောင်နောက်ကရှင်ဘုရားနောက်ကနေလိုက်ပြီးဗမိုးထားတဲ့ဟာတွေလေ မှန်ပါဗျာ ဟင်ဒါတွေကရှင်ဘုရားမိပြီးတော့ဒီစေတရားမာရီဘူးဗျာကျိုးသေးကျိုးမာရီဘူးရှင်ဘုရားရဲ့ဟုတ်နော် မှန်ပါ ဟုတ်နော် မှန်ပါ အဲ့ဒါတွေရှိတယ်ဒါမို့မလိုသေးဘူးပေါ့ဟင်ဘုရားတော့မကယ်နိုင်ဘူးတဲ့ဝိတ္တုတာကိတသင်တော့ဘုရားကယ်လို့မရသလို မှန်ပါ မင်းဝို့ကိုမင်းနဲ့လုတ်တော့ငါတို့မကယ်နိုင်ဘူးလို့ပြောတာပေါ့ဘုရား မှန်ပါ အဲ့ဒါလေးကိုရာကျော်ကငါရေးပြီးတာကွာ မှန်ပါ ။ဒါလည်းသဘောကျတာနဲ့အဲ့ဒါရွေးအေးတထောင်ရိုက်ပြီးတော့ရှောက်ကူလိုက်တယ်ကွာလို့မိန်သွားတယ်။အဲ့ဒါရာကျော်ကသူ့ပြီးတဲ့ခါထားဟိုလိုဒွေချိုလေးဟုတ်ရ မှန်ပါ အဲ့ဒီကလည်းလုပ်ခဲ့ရတာ။အောင်မင်းကောင်ကြီးထွက်မှသူဒီဘက်ကိုဟိုရဟန်းဝင်နဲ့အာထုတ်တော့တာ။ဦးကိုဆရာတော်ဘုရားကြီးဟိုဥပိ္ပေယူပြီးတော့ရဟန်းဖြစ်တာပါ။မှန်ပါဥပိ္ပေတော့ မှန်ပါ ဦးကိုဆရာတော်ရဲ့တပည့်ပါ။ဒါကလည်းဟိုတီတီပါပါတော့ပြောလို့မကောင်းတဲ့ဟာမျိုးမျိုးပါဗျာ။ဒါကလည်းစိတ်သိရှိပါတယ်ဗျာ မှန်ပါ ။ဟင်ဒီဘက်ကလည်းမြေရှုံမှုပြန်ပါဗျာ မှန်ပါ ။ဟောဗျာတော့ရှိကိုလုံပြတာ။လုံပြပြီမဲ့ကိုဟာမဟုတ်ကြီးုံနဲ့ပြီးတာ။ကိုဟာမှာတော့ရှိလုံပြလဲလိုမြင်လိုက်တာတော့ရှိတယ်ပေါ့ မှန်ပါဗျာ ။စိတ်ထဲပါမှာတော့မဖြစ်ဘူး မှန်ပါ ။ဟင် မှန်ပါ ဝဲမြေရှုံမှုပြန်နေပါ။အဲ့ဒါကြီးလုံပေါ့။ဘုရားတပည့်တော်နဲ့သွားတွေ့တော့ဘယ်လိုမှပတိသမားရှိဗျာ။မှန်ပါတော့ မှန်ပါ ဟင်ဘူးတော်မှလည်းဘယ်တော့မစင်စားဘူးငါစိတ်ကလေးငါလည်းထဲရောက်အောင်ဒါပဲငါစိတ်ကလေးငါလည်းထဲရောက်ရင်ငါထားရင်တဲ့နေရာထားလို့ရပြီဟင် မှန်ပါ အဲ့ဒါဘယ်ရတော့ဒီမှန်ကြီး မှန်ပါ ဟင်အဲ့ဒီမှာပတိစိတ်